မူရရည်ပြောလေပြောကြတယ်လွယ်အိတ်ကလေးနဲ့မလွတ်တလွတ်ရွယ်မိအေးရဲ့ငေါ့ပေးဟဲ့လွယ်အိတ်ကလေးကိုဝိုင်းလို့လေအခုတော့ကြာပြီရာဒီပြောင်းလို့နေဟောင်းကြလဲအောင်မေးတယ်နင်ပဲမလေးကွယ်ကြောင်းနေတော့ငါတငယ်ချင်းမလေးမိအေးပမလဲကွယ်မူရည်တဲ့တဖွေးဖွေးကိုင်းကျဲအဝေးဝေးလေးသောတေးလေးချင်ရှိမူကိုအောင်မနေဂျာနီတဝဲအဖြူတဝဲတဲနဲ့ပနာတင်နေလို့ចောင်းသားတွေအော်ကျရင်နဲ့မိအေးနဲ့တို့ဖော်တွေចောင်းငါအပြဲလေးဝတ်ထဲမူရရည်ပြောလေပြောကြတယ်လွယ်အိတ်ကလေးနဲ့မလွတ်တလွတ်ရွယ်မိအေးငေါ့ပေးဟဲ့လွယ်အိတ်ကလေးကိုဝိုင်းလို့လေအခုတော့ကြာပြီရာဒီပြောင်းလို့နေဟောင်းကြလဲအောင်မေးနင်ပဲမလဲကွယ်ကြောင်းနေတော့ငါတငယ်ချင်းမလေးမိအေးပမလဲကွယ်ပညာတွေနဲ့မဆုံးပြားတို့ငွေကုန်တွေနဲ့အရာရှိမကြီးတော်မိမိအေးရွာစီကိုပြန်မလားနင်းရွာကိုမေးပေမယ်မူရည်တဲ့ရဖွေးလို့ရဲ့ကြာယူကြာနီဖွင့်ငိမ့်မယ်လဲလောင်တဲလေးချင်ရှိတွေ့ရတော့လဲမိအေးနင်းကိုလွမ်းနေကွယ်ကြောင်းနေတော့ငါတငယ်ချင်းမလေးမိအေးပမလဲကွယ်အော်ကျရင်နဲ့မိအေးနဲ့တို့ဖော်တွေចောင်းငါအပြဲလေးဝတ်ထဲမူရရည်ပြောလေပြောကြတယ်လွယ်အိတ်ကလေးနဲ့မလွတ်တလွတ်ရွယ်မိအေးငေါ့ပေးဟဲ့လွယ်အိတ်ကလေးကိုဝိုင်းလို့လေအခုတော့ကြာပြီရာဒီပြောင်းလို့နေဟောင်းကြလဲအောင်မေးနင်ပဲမလဲကွယ်ကြောင်းနေတော့ငါတငယ်ချင်းမလေးမိအေးပမလဲကွယ်ပညာတွေနဲ့မဆုံးပြားတို့ငွေကုန်တွေနဲ့အရာရှိမကြီးတော်မိမိအေးရွာစီကိုပြန်မလားနင်းရွာကိုမေးပေမယ်မူရည်တဲ့ရဖွေးလို့